ရက်တက်မသွားပဲဆက်ကြိုးစားပါဘလို့အချိန်နေမျိုးတွေမှာပဲဖြစ်ဖြစ်ကိုလုံးနေတဲ့အလုပ်ကိုလုံးဝမရက်တက်လိုက်ပဲဆက်ပြီးကြိုးစားနေတဲ့သူတွေဟာအောင်မြင်မှုတိုးတက်မှုနဲ့ထိုက်တန်တဲ့သူတွေပဲဖြစ်ပါတယ်ဒီနေ့တငယ်ချင်းတွေနဲ့အဆင်မပြေလို့ဒီနေ့မိုးရွာနေလို့ဒီနေ့ရေးစားနဲ့ရင်ဖြစ်ထားလို့စသဖြင့်အကြောင်းပြချက်မျိုးစုံပေးပြီးကိုလုံးနေတဲ့အလုပ်ကိုဆက်မလုပ်ပဲရက်တက်တဲ့သူတွေဟာဒီနေ့အတွက်မအောင်မြင်တဲ့သူတွေပဲဖြစ်ပါတယ်ဒီလိုပါပဲကိုလုံးဆရာရှိတဲ့အလုပ်တွေကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုဆက်လက်ကောင်းထဲမဖော်ပဲအကြောင်းပြချက်အမျိုးမျိုးပြတတ်တဲ့သူတွေဟာအနာဂတ်မှာမအောင်မြင်နိုင်ပါဘူးဥပမာအနေနဲ့ပြောရမယ်ဆိုရင်မမောင်ကတစ်လကိုသိန်း100ရှာဖို့ပန်းနိုင်ထားပါတယ်တစ်လသိန်း100ရဖို့အတွက်တစ်ရက်ကို3,300,900ဝန်းကျင်ရှာဖို့ဆုံးဖြတ်ထားပါတယ်နေ့စဉ်နဲ့မျှသတ်မှတ်ထားတဲ့ငွေမောက်လည်းပြည့်အောင်စိတ်အားထက်သန်စွာနဲ့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့စိတ်အဆင်မပြေစရာကိစ္စတစ်ခုကြောင့်စိတ်အနှောက်အယှက်ဖြစ်ပြီးတမတ်ငွေအမောင့်ထက်3သိန်းလောက်လိုနေခဲ့ပါတယ်။အဲ့ဒီနေ့အတွက်တမတ်ငွေအမောင့်မပြည့်ဘူးပေါ့။ဒီလိုနဲ့မောင်မောင်ကဒီနေ့အတွက်တမတ်ငွေအမောင့်မပြည့်ခဲ့လို့တစ်လအတွင်းသိန်း100ရှာမဲ့အစီအစဉ်ပြက်ပြီလို့တွေးမိသွားခဲ့ပါတယ်။ဒါကြောင့်ပဲတစ်လသိန်း100ရှာမဲ့အစီအစဉ်ကိုရက်တန့်လိုက်ပြီးဒီလိုပဲပတ်စံရှာမြဲအတိုင်းရှာနေခဲ့ပါတယ်။တရက်တာအတွက်တမတ်ထားတဲ့ငွေအမောင့်မရှိတော့တာမို့ပတ်စံကိုလည်းရှာခြင်းတလို့ရှာလှုပ်ချင်တယ်လို့လုပ်နေတော့တာမို့မောင်မောင်ရဲ့တစ်လဝင်ငွေဟာသိန်း100မဟုတ်ပဲသိန်း60သာဖြစ်သွားခဲ့ရပါတယ်တကယ်လို့မောင်မောင်သာအဲ့ဒီနေ့အတွက်သတ်မှတ်ပိတ်ဆံမပြေခဲ့ပေမဲ့နောက်နေ့တွေမှာလိုသွားတဲ့ငွေမောက်ကိုနည်းနည်းစီတိုးရှာသွားမယ်ဆိုရင်မောင်မောင်ရဲ့သိန်း100ရှာမဲ့အစီအစဉ်သာမရက်တန့်သွားဘူးဆိုရင်မောင်မောင်ဟာတစ်လအတွင်းသိန်း100ရခဲ့မှာပါမောင်မောင်ကပန်းနိုင်မရောက်ခင်ရက်တန့်သွားတဲ့အတွက်ပန်းနိုင်ကိုအမှန်တကယ်မရောက်သွားတော့ပါဘူးနောက်ပြီးသိန်း100မှာသိန်း60ပဲရခဲ့တာမို့သူ့ရဲ့တစ်လတာမှာသိန်း40ဟာအလိုလိုဆုံးရှုံးလိုက်ရပါတယ်နောက်ထပ်ဥပမာတစ်ခုပေးရမယ်ဆိုရင်ဝိတ်ချတဲ့ကိစ္စမျိုးပေါ့ကိုကဝိတ်ချမယ်လို့တွေးထားတယ်ဒါပေမဲ့မိုးရွာတာနေပူတာအလုတ်ရှုပ်တာစတဲ့ကိစ္စတွေကြောင့်ဆက်ပြီးဝိတ်မချတော့ပဲဝိတ်ချခြင်းကိုရက်တက်လိုက်မယ်ဆိုရင်အနာဂတ်မှာကိုဟာစမတ်ကြတဲ့သူအဖြစ်ရှိနေတော့မှမဟုတ်ပဲဖက်တီးဘွားနဲ့တစ်သက်လုံးနေသွားရမှာဖြစ်ပါတယ်ပန်းနိုင်ကိုသွားဖို့အစီအစဉ်မရှိတော့ပဲရက်တက်လိုက်တဲ့နေ့ဟာသင်အတွက်ပန်းနိုင်ကိုအမှန်တကယ်မရောက်တော့မဲ့နေ့ပါပဲဒါကြောင့်ကိုဟာပန်းနိုင်တစ်ခုကိုသွားဖို့အတွက်အစီအစဉ်ရှိတယ်ဆိုရင်အဲ့ဒီပန်းနိုင်ကိုသာအာယုံစိုက်ပါအဲ့ဒီပန်းနိုင်ကိုပဲအမြဲကြည့်ပါဘေးမှာရှိတဲ့အရာတွေပေါ်အာယုံထားမိတဲ့အခါစိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်ပန်းနိုင်ပေါ်မှာအာယုံစိုက်မှုနည်းသွားတတ်ပါတယ်လောကကြီးမှာတစ်ခုခုဆိုရင်ဇွဲမရှိပဲရက်တက်လိုက်ဖို့ကိုသာဆုံးဖြတ်ချက်ချတတ်တဲ့သူတွေဟာလုံးဝမအောင်မြင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်အိမ်မက်တွေရှိတယ်ဆိုရင်အဲ့ဒီအိမ်မက်တွေအတွက်လုံနေတာတွေကိုလုံးဝမရက်တက်လိုက်ပါနဲ့မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အမြင့်တွေနေရာတွေအထိရောက်အောင်ကြိုးစားပါအမြဲဆင်းရဲနေမဲ့သူတွေရဲ့အလေးကျင့်များတစ်ရည်မှန်းချက်ရှိပေမဲ့ရည်မှန်းချက်တိုင်းကိုအကောင့်ထဲမဖော်နိုင်ခြင်းနဲ့အမြဲပြင်းရည်နေခြင်း3မိမိရဲ့ကိုယ်ရည်ကိုယ်သွေးအမြဲတိုးတက်နေအောင်မကြိုးစားခြင်း4ရှာ၍ရသမျှအကုန်သုံးဆွဲတတ်ခြင်း5အနာဂတ်အတွက် plan မရှိခြင်း6ဘဝမနာတတ်ခြင်း9လောင်းကစားအမြဲလုပ်ခြင်း10မိမိကိုယ်ကိုယဉ်နှီးမြုပ်နှံမှုမလုပ်ခြင်း9ဝင်ငွေတစ်ခုတည်းပေါ်အမြဲရက်တည်နေခြင်း10မလိုအပ်ပဲအကျွေးအများပြားယူခြင်း17ချမ်းသာတဲ့သူဖြစ်ဖို့ပြင်းပြတဲ့စိတ်ဆန္ဒမရှိခြင်း12အသစ်သောပြောင်းလဲမှုတွေပေါ်လေ့လာမှုမရှိခြင်း73ချမ်းသာစေဖို့စဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်မရှိခြင်းကျွန်တော်တို့တွေကချမ်းသာခြင်းကိုမကြိုက်နေလို့မရပါဘူးချမ်းသာခြင်းကိုမကြိုက်ရင်ဘယ်တော့မှချမ်းသာလာနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ပြင်းပြချမ်းသာခြင်းပါတယ်ဆိုရင်ချမ်းသာခြင်းကိုစိတ်ထဲနှလုံးသားထဲကပြင်းထန်ကြိုက်နေဖို့လိုအပ်ပါတယ်ကျွန်တော်တို့ချမ်းသာလာမှကျွန်တော်တို့ကျန်းမာရေးလူမှုရေးနေရေးထိုင်ရေးအဆင်ပြေရှိလာမှာဖြစ်တယ်လို့ဘဝရဲ့အာမခံချက်လည်းကောင်းမွန်ရှိလာမှာဖြစ်ပါတယ်ဒီထက်ပိုကောင်းတဲ့ဘဝတွေကိုရရှိဖို့အတွက်ကျွန်တော်တို့ဒီနေ့ကစပြီးအစွမ်းကုန်ကြိုးစားကြရအောင်နော်မိဘကိုပိုက်ဆံအကုန်မအပ်ပါနဲ့ကိုချတော့ပေါ်ကိုရက်တီးပြီးကိုအားကိုနေရတဲ့လူငယ်တွေကိုအကြံပေးချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ရသမျှလစာတွေအားလုံးမိဘကိုအကုန်မအပ်ပါနဲ့9သိန်းရခဲ့မယ်ဆိုရင်3သိန်းလောက်ကိုအပ်3သိန်းလောက်ကိုအသုံးပြုပြီးနောက်3သိန်းလောက်ကိုစုထားပါကျွန်တော်တို့ဟာရသမျှပတ်စံတိုင်းကို
ရရသုံးသုံးလုပ်ပြလို့မရပါဘူးကျွန်တော်တို့မှာနောင်ရေးဆိုတာရှိပါတယ်ကျွန်တော်တို့မှာအနာဂတ်ဆိုတာရှိပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်အတွက်ကျွန်တော်တို့ပိုက်ဆံစုရပါမယ်စုထားတဲ့ပိုက်ဆံတဲကရင်းနှီးမြှုပ်နှံမှုလုပ်ရပါမယ်ကိုက9သိန်းရရင်9သိန်းစလုံးအိမ်ကိုပေးလိုက်မယ်ဆိုရင်ကိုလုံးမရှိတော့တဲ့အခါအလုပ်ပြုတ်သွားတဲ့အခါဘယ်လိုနေမှာပါလဲကိုအိမ်အောင်ကျသွားတဲ့အခါမှာရောဘယ်လိုလုပ်မှာပါလဲကျွန်တော်တို့ကျမ်းမာရေးတစ်ခုခုဖြစ်သွားရင်ရောဘယ်လိုလုပ်မှာပါလဲကျွန်တော်တန်ငယ်ချင်းတယောက်ရှိပါတယ်မိဘပေါ်တိတက်ပြီးလိမ်မာတဲ့သူတယောက်ပါသူအလုပ်လုပ်လို့ရသမျှဝင်ငွေတိုင်းကိုလည်းသူ့ရဲ့မိဘကိုအပ်ပြီးမိဘကပြန်ပေးတဲ့မုံဖိုးကိုသာသူ့အတွက်အသုံးပြုပါတယ်ဒါပေမဲ့တစ်ခုရှိတာကသူ့ရဲ့မိဘတွေဟာတာပြည့်သူရှာလို့ရတဲ့ပတ်စံတွေကိုစုဆောင်းထားတာမျိုးရွှေတူငွေစလေးတွေလှုပ်ထားတာမျိုးမရှိပါပဲအမြဲလောင်းကစားလုပ်နေခဲ့ပါတယ်ပေးသမျှပတ်စံတိုင်းကမလောက်တဲ့အပြင်အကျွေးကယူတက်သေးတာမို့သူတို့ရဲ့မိသားစုဝင်ငွေနဲ့ထွက်ငွေဟာမညီမျှတာတွေဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ဒီနေ့မှာတော့ကျွန်တော်တငယ်ချင်းရဲ့အလုတ်ကရန်နာလိုက်ရတာမို့အိမ်ရဲ့ဝင်ငွေဟာလည်းရုတ်တရက်ကြီးရက်တက်သွားခဲ့ပါတယ်ဒီလိုနဲ့အိမ်မှာအိတ်လိုက်စားလိုက်နောက်လုပ်ငန်းကိုရှာလိုက်မရလိုက်နဲ့တလကြာခဲ့ပါတယ်ပထမတလမှာအိတ်လိုက်စားလိုက်လုပ်နေတာကိုမိဘတွေကဘာမှမပြောပေမဲ့လာပေါင်းများစွာကြာလာတော့မိဘတွေညွန်ညင်ပြောဆိုလာကြပါတယ်မိဘတွေကနေ့စဉ်နဲ့အမျှတစ်ခုမဟုတ်တစ်ခုညွန်ညင်စွာပြောဆိုနေတာမို့တငယ်ချင်းကသူမိတ်ဆွေအသည့်အိမ်ကိုထွက်သွားပြီးအဲ့ဒီအသည့်ရဲ့ကျေးဇူးနဲ့နောက်ထပ်အလုပ်ကိုရသွားခဲ့ပါတယ်ဒီလိုနဲ့အလုပ်လုပ်လိုက်ရတဲ့ပိုက်ဆံတွေကပေးတင်တလောက်မိဘတွေကိုပေးလိုက်သူ့အတွက်ခြံထားလိုက်နဲ့ရုန်းကန်နေခဲ့ရပါတယ်နောက်ထပ်နေ့အနည်းငယ်ကြာတော့သူကိုယ်တိုင်လည်းစီးပွားရေးအဆင်ပြေနေတာဖြစ်တယ်လို့မိဘတွေကိုလည်းတိုက်နဲ့မြေခွက်ကောင်းကောင်းလေးထားနိုင်ခဲ့ပါတယ်ဒီလိုစီးပွားရေးအဆင်ပြေဖို့ဆိုတာဟာသူကလည်းဝင်ငွေကိုစီးနဲ့ကန်းနဲ့အသုံးပြုစီမံခန့်ခွဲပြီးမိဘတွေကိုလည်းစီးနဲ့ကန်းနဲ့ပတ်စံအပ်ခဲ့လို့ဖြစ်ခဲ့ပါတယ်စုဆောင်းမိသမျှငွေပိုတွေကိုလည်းနောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ခဲ့လို့ပါမိမိအဆင်ပြေမှမိမိရဲ့မိဘတွေကိုပုံမပြုစုလုပ်ကျွေးနိုင်မှာမို့တင်တောင့်တင့်တယ်ထားနိုင်မှာမို့အရင်ဆုံးမိမိကိုယ်ကိုအဆင်ပြေဖို့အတွက်ကြိုးစားပါပိုက်ဆံတွေကိုရရင်ရတယ်လို့မသုံးပဲရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါအနာဂတ်မှာဥစ္စာကြွယ်ဝချမ်းသာပြီးမိဘကိုတင်တောင့်တင့်တယ်ထားနိုင်ခြင်းပါတယ်ဆိုရင်အခုအချိန်မှာသွားကျင်တာသွားစားကျင်တာစားဝယ်ကျင်တာဝယ်လုပ်နေလို့မရပါဘူးနောက်ပြီးမိဘကိုလည်းရသမျှဝင်ငွေအားလုံးကိုလည်းအပ်နေလို့မရပါဘူးကိုယ့်ရဲ့နောင်ရေးအတွက်လည်းခြံထားဖို့လိုအပ်ပါတယ်မိဘကိုပြုစုလုပ်ကြွေးတာဟာအမြင့်မြတ်ဆုံးသောအလုပ်ဖြစ်ပါတယ်ဒါပေမဲ့မိဘကိုပတ်စံအပ်တဲ့အခါစီးနဲ့ကန်းနဲ့အပ်ပါမိဘကိုပတ်စံအပ်လိုက်လို့ပိုရှံငွေတစ်စိတ်တစ်ပိုင်းကိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါငွေကြေးကိုစီမံခန့်ခွဲတတ်အောင်ကြိုးစားပါဆင်းရဲတဲ့ဘဝမှာပျော်မနေပါနဲ့ငွေကိုရေလိုသုံးနိုင်တဲ့အထိအလုပ်တွေကြိုးစားပါချမ်းသာတဲ့ဘဝကိုရောက်အောင်သွားပါဆိုရှယ်မီဒီယာကနေတစ်ခါလောက်ဝင်ငွေရှာကြည့်ပါကျွန်တော်အလုပ်တစ်ခုရဲ့ဝန်ထမ်းဘဝတုန်းကရခဲ့တဲ့လစာရဲ့နှစ်စာကိုဆိုရှယ်မီဒီယာကနေတစ်လတည်းနဲ့ရအောင်ရှာနိုင်ခဲ့တယ်ဆိုရင်ယုံလားတကယ်တော့ကျွန်တော်တို့တွေအတွက်ဆိုရှယ်မီဒီယာဟာအသုံးချရင်အသုံးချတတ်တဲ့လောက်အသုံးချပါတယ်ကောင်းကျိုးတွေရှိပါတယ်ကိုဟာဈေးရောင်းရတာမကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့ရဲ့ပညာတွေကိုဆိုရှယ်မီဒီယာမှာရောင်းချလို့ရပါတယ်ကိုကအင်္ဂလိပ်စာကျွမ်းကျင်နေဆိုရင်အင်္ဂလိပ်စာပြန်လည်သင်ပြပေးတာမျိုးကိုကဂျပန်စာကျွမ်းကျင်နေဆိုရင်ဂျပန်စာပြန်လည်သင်ပြပေးတာမျိုးဒါမှမဟုတ်ကိုကဈေးကောင်းကောင်းရောင်းတတ်တယ်ဆိုရင်ဆိုရှယ်မီဒီယာမှာဈေးရောင်းချတာမျိုးလုပ်ဖူးစေချင်ပါတယ်ဆိုရှယ်မီဒီယာကနေဝင်ငွေရှာရတာလွယ်လိုက်တာလို့သိသွားတဲ့တနေ့သင်အတွက်ငွေကြေးအခက်အခဲကနေကင်းလွတ်တဲ့နေပါပဲဆိုရှယ်မီဒီယာမှာကိုတင်လိုက်တဲ့ဗီဒီယိုလေးတစ်ပုဒ်ကနေငွေကျပ်သိန်းနဲ့ချီတန်းနဲ့ချီရာနဲ့ချီရသွားနိုင်တာမို့ဆိုရှယ်မီဒီယာမှာပတ်စံရှာကြည့်ဖို့အကြံပေးပါရစေဆိုရှယ်မီဒီယာမှာဝင်ငွေရှာနိုင်ဖို့အတွက်ဆိုရင်ဆိုရှယ်မီဒီယာကိုကောင်းကောင်းအသုံးချနိုင်ဖို့နဲ့ TikTok marketing Facebook marketing content marketing တွေအကြောင်းကိုကောင်းကောင်းသိဖို့လိုအပ်ပါတယ်ဒီအရာတွေကိုမသိဘူးဆိုရင် Google YouTube TikTok ရဲ့ search bar မှာသိကျင်တာတွေအားလုံးကိုရိုက်ရှာပြီးလေ့လာလို့ရပါတယ်နောက်ပြီး social media မှာအကြောင်းအရာတွေအများကြီးအစုံလင်ရှိနေတာမို့တခုခုဆိုရင် search bar မှာရိုက်ရှာတတ်တဲ့အလေအကျင့်လေးလုပ်ထားဖို့ကိုလည်းအကြံပေးပါရစေနေရိပ်ထဲမှာနေပြီးပတ်စံကောင်းကောင်းရှာတတ်ချင်တယ်ဆိုရင် social media ကိုအကောင်းဆုံးအသုံးချနိုင်အောင်ကြိုးစားပါတကယ်လို့မိမိကအပြင်မှာဆိုင်ဖွင့်ထားတဲ့သူသို့မဟုတ်ဈေးရောင်းချနေတဲ့သူဆိုရင်ကိုယ့်ရဲ့ဆိုင်ကို social media မှာမိတ်ဆက်ဖို့
မမေ့ပါနဲ့နောက်ပြီးကိုယ့်ရဲ့ဆိုင်ကပစ္စည်းတွေကို social media မှာရောင်းချကြည့်ဖို့မမေ့ပါနဲ့နော်